အားလုံးပဲတော့ကျွန်တော်နည်းနည်းလေးလဲနားဝါတာလေနားဝါတာတော့မဟုတ်ပါဘူးဒီအကြားထဲမှာတော့ကျွန်တော် training တွေလုပ်နေပါတယ်ဒါပေမဲ့ video လေးမတင်ပြတာပေါ့နော်အခုကတော့ကျွန်တော်ဒီမှာခြေတော်အနေထားလေးဘယ်လိုရှိတယ်ဆိုတာလည်းပြမယ်ဘယ်လိုမျိုးခြေတော်အနေထားရှိဆိုကျွန်တော်ပြမယ်နော်ဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော်ဒါကတော့ကျွန်တော်လမ်းလျှောက်ရင်သူတို့ပတ်ခိုင်းထားတာဒါပေမဲ့အဲ့ဒါမပတ်လဲတော့ရပါတယ်ဒါပေမဲ့ကျွန်တော်နည်းနည်း safe ဖြစ်အောင်ပေါ့နော်နည်းနည်း safe ဖြစ်အောင်ကျွန်တော်ဒါလေးပတ်ထားတာခုနောက်ပိုင်းခွဲစိတ်တာတွေကတော့လည်းအဆင့်မြင့်သွားပြီပေါ့အဆင့်မြင့်သွားဆိုတော့ဘယ်လိုမြင့်သွားလဲဆိုတော့အရင်တော့လို့အကြီးတွေမဟုတ်တော့ပေါ့နော်ကျွန်တော်အရင်ဒီ2019-20လောက်ကလည်းကျွန်တော်တစ်ချိန်ခွဲဘူးလိုက်ပေါ့နော်အဲ့ဒီတစ်ချိန်ခွဲထားတော့ဆိုရင်ကျွန်တော်ပြမယ်ဒီကောင်မပြခင်အရင်တော့ခွဲထားတဲ့ဟာလေးပြမယ်နော်ဒီမှာခွဲထားကျွန်တော်အပေါက်လေးတစ်ပေါက်ဒီမှာမြင်တော့မမြင်ရတော့ပါဘူးတွေ့လားဒီမှာအဲ့မှာအပေါက်လေးတစ်ပေါက်ပြီးရင်ဒီဘက်မှာအပေါက်လေးတစ်ပေါက်အဲ့နှစ်ပေါက်ပေါ့နော်အဲ့ဒါဆိုရင်လည်းဒီကောင်ကျွန်တော်ဒူးအယုတ်ဖွာသွားလို့ဆက်နေစားထားတာပေါ့နော်အခုနောက်ပိုင်းအရင်တချို့ကြတော့အရင်စိုးရင်ကြတယ်ဗျာဟိုခွဲအကြီးလေးလားတို့ဘာလို့မသိစိုးရင်မနေနဲ့ဘာမှမဖြစ်ဘူးဟိုအခုနောက်ပိုင်းနီးစနစ်တွေကမြင့်လာတော့နီးပညာတွေကမြင့်လာတော့ခွဲတာပြူတာခဏလေးရဒါကတော့ကျွန်တော်ဘာသာကျွန်တော်ပတ်တီးပြန်ပတ်ထားတာအိမ်ညဘက်ကအိုက်လို့ဆိုပြီးတော့ဒီမှာကြည့်အဲ့ဒါခွဲထားတဲ့အပေါက်ကလေးအဲ့အပေါက်ကိုဒီမှာရိုးသားလေးလောက်ထားပလတ်စတာလေးကတ်ထားတယ်ဒီကအယုတ်ကိုယူပြီးတော့ကျွန်တော်ဒီထဲမှာထည့်အဲ့မဲ့တစ်ခုရှိတာကလေ့ကျင့်ခန်းလဲလောက်တာကျွန်တော်တို့ကပြက်လို့မရတယ်လို့လေပြီးတော့လေ့ကျင့်ခန်းကိုလည်း overload ဖြစ်အောင်လေးလည်းလုပ်လို့မရဘူးပြသူသတ်မှတ်ထားတဲ့ process ကာလတစ်ခုရှိတယ်အဲ့ကာလမှာဒီကဒါပဲလုပ်ဆိုရင်ကျွန်တော်တို့ကဒီဟာကိုပဲအပြေးဝလိုက်လို့အောင်ပေါ့နော်သူတက်ပို့ပြီးတော့ကြော်လို့လို့မရဘူးရောလို့လို့မရဘူးကျွန်တော်ကစိတ်ကဟာငါလုံနိုင်တာပဲဆိုပြီးတော့ပို့တော့မလုပ်ဘူးကျွန်တော်ဒီနားနေမှာကြံပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးလုပ်ရင်တိုင်ကအကင်းမတည်သေးပဲနဲ့ပြန်ပြီးတော့ဖြစ်တဲ့လို့အပေါ်ကနေပေါ့နော်အောက်ဘက်ကိုချပြီးပါရမယ်ပြီးထပ်ချမယ်ဒီတော့ဒီအော်ဆောဒီရှိဒီပြမာရမယ်ဒီတော့ထပ်ပြီးဖိချမယ်ဒီဟိုဒီအော်ဆောဒီရှိချမယ်